ဒီနေ့ကျွန်တော်ကိုဟန်ထူးလွင်ရဲ့တခြင်းကိုပေါ့နော်နိုင်ငံခြားသားတရားကိုပြန်ဆိုတာအဲ့ကျွန်တော်ပြမလို့နားထောင်ကြည့်ဖို့အဆင်ပြေမလားလို့ဝေးသွားလဲဆိုတဲ့တခြင်းကိုနော်ဝေါမိုက်ရစေးနော်ကိုရရန်ကြိုက်ခဲ့တယ်ကွာဒီတခြင်းလဲမိုက်ရကွာအင်္ဂလိပ်လိုဆိုတာမိုက်တယ်ဘရိုမိုက်တယ်ဘေးရိုက်ချပါဟုတ်နေရောပဲနော်Congratulations ပါမိုက်မိုက်ဝေါဟုတ်လိုက်တာပြီးပါတယ်ဆိုတာနော်I can wait